အားလုံးပဲမင်္ဂလာပါခင်ဗျာ Y Event စီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့ရဲ့ Lotte Hotel မှာဒီဇင်ဘာလ14ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Single Topic Conference 2025 ရန်ကုန်ပွဲခန်းရလည်းဖြစ်ပါတယ်ဒီနေ့ပွဲခန်းမှာဆိုရင်တော့နိုင်ငံတကာမှာအသေးအထုခုဆရာဝန်ကြီးများရဲ့ဟောပြောမှုများကိုနားဆင်ရမှာလည်းဖြစ်ပါတယ်ဒီနေ့ခန်းနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာတကယ်တော့ပထမဆုံးအကြိမ်ဆိုတာပေါ့နော်နိုင်ငံတကာဆွေးနွေးပွဲပေါ့နိုင်ငံတကာဆွေးနွေးပွဲမှာဒီ Asia Pacific နော် Asia Pacific ဆိုင်ရာအသင်းကြီးနဲ့တွဲပြီးလုပ်တဲ့ပထမဆုံးအကြိမ်ဆရာတို့ Foundation နဲ့နိုင်ငံတကာအသင်းညီလာခံကိုကျင်းပတာ14ကြိမ်ရှိသွားပြီနော်ဒါကတော့ဒီအပါစနဲ့တွဲလုပ်တာပထမဆုံးအကြိမ်ပေါ့နော်လုပ်ခဲ့တယ်လုပ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ဆေးပညာတော့ဆောက်တိုးတက်နေတာပေါ့ဆေးပညာတိုးတက်နေတယ်နည်းပညာအသစ်တွေတက်လာတယ်ဆေးဝါးအသစ်တွေတက်လာတယ်နော်အဲ့ဒါတွေတက်လာတဲ့နဲ့အမျှလူနာတွေရဲ့ကုသယောဂပျောက်ကင်းမှုနော်မြန်ဆန်လာတယ်လူနာဝေဒနာခံစားမှုတွေတက်တာလာတယ်အသက်ရှည်လာအောင်လုပ်ရတာပေါ့ဒါပေမဲ့အဲ့ဒါတွေကဆရာတို့ရှိတယ်ဆိုတာသိရုံနဲ့စောက်ကလေးဖတ်ရုံနဲ့လူနာကိုလိုက်ကုလို့ရတာမဟုတ်သေးဘူးဒါတွေကဘလို့ဖြစ်ပြလာတယ်အမျိုးမျိုးဘလို့သူတေသနာတွေမှာဘလို့အစင်းစင်းကြော်လွှားပြီးတော့နော်ဒီစနစ်ကရလာတယ်ဆိုတာအဲ့ဒါလေးတွေအစအခြေခံသူတို့တွေနဲ့တွဲဖက်ပြီးတည်လာတဲ့အခါမှာပို့ပြီးတော့ကိုယ့်ရဲ့မြန်မာပြည်သူတွေကိုကုတဲ့အခါမှာထဲထဲဝင်ဝင်ပို့ပြီးတော့ကုသနိုင်တာပေါ့နော်နောက်တစ်ချက်ကလည်းဒီလိုဆရာတို့ကလည်း Asia Pacific Region ဖြစ်တော့ဒီနော်ဒီအဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်ဖြစ်တော့ဒီအဖွဲ့အစည်းတွေနဲ့ပေါင်းဒါကြမယ်ကိုယ်မှရှိတဲ့အခက်အခဲသူ့မှရှိတဲ့အခက်အခဲဝိုင်းဝန်းပြီးတော့လဲဆရာတို့ဖြည့်ရှင်းကြတာပေါ့နောက်ဆုံးတော့ဘယ်လိုပဲဖြစ်ဖြစ်အဓိကတော့ပြည်သူတွေရဲ့အသက်ကျန်းမာရေးဆောင်ရှားမှုတိုးတက်ကောင်းမွန်လာဖို့နဲ့အရေးအသွေးပြည့်မီဖို့ပဲဖြစ်ပါတယ်အခုဗမာပြည်မှာခဏပထမဆုံး lecture လေးApostle President Turkish ပေါ့နော် Professor Omar Sy ကသူပြောသွားတယ်ဒီကမ္ဘာအသေး6ယောဂကမ္ဘာမှာဖြစ်ပွားမှုရာခိုင်နှုန်းက23ရာခိုင်နှုန်းကျော်လောက်ရှိတယ်နော်ပြောမယ်ဆိုရင်တော့10မိနစ်တိုင်းမှာကမ္ဘာမှာရှိတဲ့လူ2ယောက်ကအသေးယောဂနဲ့အသက်ပေးဆက်နေရအဲ့ဒီလောက်ဒီအသေးယောဂကများတယ်ဗမာနိုင်ငံနေနဲ့တွက်မယ်ဆိုရင်လည်းအသေးရောင်အသဝါယောဂတွေအသေးရောင်အသဝါဘီပို့ကာကွယ်ဆေး3လုံးထိုးလိုက်ရုံနဲ့နော်ကာကွယ်နိုင်ပြီးသားဖြစ်တဲ့ယောဂကိုကာကွယ်ဆေးမထိုးကြလို့ထိုးရကောင်းမှမသိလို့နော်မထိုးနိုင်လို့အကြောင်းကြောင့်မထိုးနိုင်တဲ့လူတွေကနာတာချေဘီဘိုယောဂဖြစ်တယ်ဆိုးဆုံးကတော့ကုဆက်ယောဂနော်သူများတွေလည်းကုဆက်တယ်နောက်တော့အသေးမှအသေး6တယ်အသေးကင်ဆာအဖြစ်ပြောင်းသွားတယ်နော်အဲ့တော့တက်တန်းကရှိတိုက်တဲ့နေရမယ့်တက်တန်းရဲ့တဝက်လောက်ပဲနေကြရတော့တယ်အသေးရောင်သဝါစီပိုးကတော့ကံကောင်းတာကအိန္ဒိချင်းအိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံပါကစ္စတန်နိုင်ငံကတွင်းလာတဲ့စီပိုးသေးစက်တွေဟာဒီ branded တွေပေါ့နော်နိုင်ငံကြီးတွေကထုတ်တဲ့ဟာတွေနဲ့အတူတူလောက်အာနိသင်ရှိတယ်ဒါကြောင့်ဖုန်းလုံးချိုတာစွာနဲ့ပြောင်းကုနိုင်တယ်နော်ဒီဆယ်စုနှစ်တစ်ခုမှာအရန်ကြီးထွားလာတဲ့ယောဂတုကတော့အသေးအစီတက်တဲ့ယောဂပေါ့အစီတွေကအသေးမှာလာပြီးစုနေတယ်ဘာကြောင့်စုနေတာလဲခန္ဓာကိုယ်မှာအစီတွေများနေတော့နောက်တစ်ဆက်တည်းဒီမှာကြုံလုံးပြောချင်တာတော့အရက်က2ခွက်3ခွက်တောက်ရင်ကျန်းမာရေးနဲ့ညွတ်တယ်လို့တော်တော်များများပြောကြတယ်ဆရာဝန်တွေလည်းပြောကြတယ်ကျန်းမာရေးဖွဲ့စည်းတွေကလည်းပြောကြတယ်ဒါပေမဲ့အသေးအစီဖုံးနေတဲ့လူတယောက်အတွက်ကတော့အရက်တစ်ဆက်ကလည်းတစ်ဆက်နှစ်ဆက်ကလည်းနှစ်ဆက်အသေးအတွက်အရက်အန်တရများပါတယ်နော်ဒါကြောင့်အစီနဲ့အရက်ပေါင်းလိုက်ရင်ဝေဒနာပိုဆိုးပါတယ်ဟုတ်ကဲ့ YTV ကိုလည်းကျေးဇူးများတင်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့နိုင်ငံတကာမှအသေးအထုခုဆရာဝန်ကြီးများရဲ့အသေးယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
နောက်လာမယ့်အစီအစဉ်တွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်မျိုးတွေပါဝင်လာမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Y Event အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုဖို့ပြောချင်ပါတယ်ခင်ဗျာ။